ဘောင်းဘီခြေထောက်ရှင်နေမဖြတ်ပါနဲ့ဘလောက်ရှင်နေလဲတိုင်းပြီးဆွဲပါနှလမရှင်နေနှလမနေရာမှာမှတ်သားပေးပါပြီးရင်မြင်းဖြောင်းတစ်ခုဆွဲလိုက်ပါဒီဘောင်းဘီအနာကိုအပေါ်ကိုခောက်ပေးပါမြင်းဆွဲထားတဲ့နေရာထိခောက်လိုက်ပါခောက်ပြီးရင်ကြည့်လိုက်ပါမြင်းဆွဲထားတဲ့နေရာကဒီဘောင်းဘီအနာနဲ့ညီနေလဲနော်ပြီးရင်ဒီဘောင်းဘီအနာတစ်ချောင်းလုံးကိုပုံမှန်ချုပ်နီးနဲ့ချုပ်ပေးပါတစ်ချက်အပေါ်တစ်ချက်အောက်ချုပ်ပေးပါအကိုတွန်းပြီးခြီကိုဆွဲပါပြီးရင်ထပ်ပြီးချုပ်လိုက်ပါဒီချုပ်နီးအတိုင်းပဲရှေ့ကိုဆက်ချုပ်သွားလို့ရပါပြီဒီဘောင်းဘီအနာကိုတပတ်ပြည့်အောင်ချုပ်ပါချုပ်တဲ့အခါမှာချုပ်ရိုးလေးတွေကိုတက်နိုင်ပညာသေးသေးလေးနဲ့ညီညီလေးချုပ်ပေးပါနောက်ဆုံးမှာတော့ညီအောင်လုပ်ပေးပါစုံတဲ့နေရာကနည်းနည်းထူတယ်အဲ့နှစ်ချက်လောက်ထပ်ချုပ်ပြီးခိုင်အောင်လုပ်ပေးပါပြီးရင်ခြီကိုပတ်ပြီးထုံလိုက်ပါခြီစားကိုဖြတ်လိုက်ပါကြည့်လိုက်ပါဒီဘောင်းဘီခြေထောက်ကတိုးသွားပြီနော်ပြီးရင်ပိုလီတဲ့အစားတွေကိုအတွင်းဘက်ကိုလွှမ်းလိုက်ပါအတွင်းဘက်ကိုလွှမ်းပြီးရင်ပိုလီတဲ့အစားတွေကအပြင်ကိုထွက်လာနိုင်တယ်အဲ့ဒါကြောင့်မမြင်ရအောင်ချုပ်နီးနဲ့တပတ်ပတ်ပြီးပြန်ချုပ်ပြီးပါဒါဆိုရင်တော့ပိုပြီးခိုင်ခန့်သွားပြီဘလို့ဝိဝက်ဘလို့လွှမ်းအပြင်ကိုထွက်လာတော့မှာမဟုတ်ဘူးတတိထားပါနော်တပတ်ပတ်ပြီးချုပ်ပေးဖို့လိုတယ်နောက်ဆုံးတစ်ချက်ကိုအတွင်းဘက်ကိုထည့်ချုပ်ပါပြီးရင်ခြီကိုပတ်ပြီးထုံလိုက်ပါခြီစားကိုဖြတ်လိုက်ပါဒီဘောင်းဘီခြေထောက်ရှည်တာတိုးသွားပြီနော်မူလအနာမူလချုပ်ယုံဒီလေးရှိနေတုံးပဲအတွင်းဘက်ကလည်းဘလို့ဝစ်အဖင်ကိုထွက်လာတော့မှာမဟုတ်ဘူး